လေဝက်ရှန်နေလေနော်နှစ်ရှည်လာများပေါ့နော်လာချီပြီးတော့မျက်နှာပေါ်မှာရှိနေတဲ့သူတွေရဲ့လေမကောင်းတဲ့အချက်နှစ်ချက်ရှိတယ်သူတို့ကဒါကြောင့်မလို့ဝက်ရှန်နေမပြောက်တာပထမတစ်ချက်ကမျိုးတို့ကအချိန်မပေးချင်ငါတို့ကအခု3ခုပြောက်ချင်တာတော်ပြီအဲ့လိုမျိုးအချိန်ပေးရတယ်မလုပ်ချင်ဘူးတဘာဝရည်နဲ့မကူချင်ဘူးငါတို့ကချက်ချင်းပြောက်ချင်တာချက်ချင်းပြောက်ချင်လို့ပဲအဲ့လိုမျိုးလေးပေါက်ကြတာသိရမလားမင်းတို့ကစဉ်းစားကြည့်ရင်လွယ်လွယ်လေးကွာဒီအခုမှမင်းတို့ကအခုမှလိမ့်ပြီးတော့အခုမှဖြစ်လာတဲ့အရာမဟုတ်ဘူးရှေ့မှာသုံးခဲ့တဲ့ပစ္စည်းတွေကအများကြီးရှိတယ်နော်စိုက်ဖက်ပါလည်းရှိတယ်မပါလည်းရှိတယ်ရှောက်ပြီးတော့မျိုးစုံကျုံကိုကောင်းတာလည်းမကောင်းတာသုံးခဲ့တာချိန်ကြာကြီးသုံးခဲ့အဲ့တွေမင်းတို့ကအချိန်တော့ပေးရမယ်အချိန်ကအများကြီးတော့ပေးကြမလို့မင်းတို့လေတစ်လခွဲ2လလောက်တော့အချိန်ပေးပြီးတော့ပစ္စည်းတစ်မျိုးကိုသုံးသင့်နေနော်နောက်တစ်ခုကမင်းတို့ကဘာလဲဆိုတော့စီကမ်ရှိကြအောင်မင်းတို့ဝက်ချန်အများကြီးပေါ့တယ်ဆိုစီကမ်ရှိဟိုဟာဆိုလဲစားလိုက်တာဟိုဟာဆိုလဲလှုပ်လိုက်တာပဲဟိုဟာဆိုကိုင်းလိုက်တာထိလိုက်လှုပ်လိုက်တာအကုန်လုံးစီကမ်ဆိုတဲ့အရာမင်းတို့ကနားလေရတာနဲ့မလှုပ်တာလူမိုက်တွေပေါ့ကွာနော်ဘလို့နေဘလို့ထိုင်ဘလို့စားဆိုမလုပ်ဘူးတော့အချိန်တန်ပြောက်လို့မအေးအချိန်တန်မှပဲပြောက်မှာငါတို့ကဝက်ချန်ပြောက်တဲ့ခါလိမ့်နေတာပဲပြောက်မှာပဲထင်မနေနဲ့နော်မင်းတို့ကပြောက်တော့ပြောက်လိုက်မယ်ဒါပေမဲ့မင်းတို့ကပြောက်ဖို့ရနောက်နေမှာကြာမှာပဲအဲ့တော့မင်းတို့ကအဲ့နှစ်ချက်ကိုတော့တတိထားစေချင်တယ်နော်ဘာလို့လို့မင်းတို့ပြောလဲဆိုတော့မင်းတို့ကိုယ်တိုင်အဲ့လိုမျိုးအချက်တွေကြောင့်မို့လို့နှစ်ရှည်လာများဝက်ရှန်နေနဲ့လာချီပြီးတော့နေခဲ့ရတာပါရှင်ဒါကြောင့်မို့လို့ကိုယ့်ရဲ့နှုတ်ပြုံးမှုတွေလှပမှုတွေကိုလေဒီလိုမျိုးကိုယ့်ရဲ့မစင်မချင်လှုပ်လိုက်မှုနဲ့ပေါ့နော်ဒီဆုံးရှုံးသွားတာအရင်မဖြစ်စေချင်ဘူးအချိန်ဆိုတာပြန်ယူလို့မရဘူးနော်